ကဲအခုကတော့အင်္ဂါသားသမီးများအတွက်အားလာပိုင်းတလားစာတဲတော့ဟောကိန်းဖြစ်ပါတယ်ကျွန်မကတော့ဓမြတ်ဆိုင်ရကစမစင်နိုင်ခြင်းဖြစ်ပါတယ်ရှင်ကဲအင်္ဂါနော်အင်္ဂါသားသမီးတွေအတွက်ပါအင်္ဂါသားသမီးများတဲ့ဒီတလားတာကာလအတွင်းမှာမိမိရဲ့စိတ်ကူးစိတ်တန်းလေးတွေအပြောင်းလဲလေးတွေဖြစ်တတ်တယ်အလုံးနေရအပြောင်းလဲလေးဖြစ်တတ်တယ်မိမိရဲ့စိတ်ကူးတွေလည်းပြောင်းလဲနေတတ်တယ်တဲ့အဲ့တော့စိတ်ကဘာဖြစ်နေဆိုမတည်ငြိမ်တဲ့အချိန်ကာလလိုဖြစ်နေလှုပ်ချင်တာတပြိုအခုခဏနေလှုပ်ချင်လိုက်အခုခဏနေမလှုပ်ချင်လိုက်ဒါမျိုးလေးတွေဖြစ်တတ်တယ်ဒါကြောင့်မလို့ကိုလုံးမဲ့ကိစ္စရလေးတွေကိုတည်တည်ငြိမ်နဲ့လောက်ကင်ပြီးဆုံးဖြတ်ချက်ချဖို့လိုပါတယ်တဲ့ခီးတွေထွက်ရခဲ့ရှိပါတယ်တနေရာနေတနေရာသွားလာလှုပ်ရှားမှုများတဲ့အချိန်ကာလဖြစ်နေတတ်တယ်တဲ့ကျမ်းမာရေးလေးအနေငယ်ညံ့တဲ့အဆုပ်အေးပတ်တာတို့ရမက်အေးပတ်တာတို့နော်ပူလိုက်အေးလိုက်ဖြစ်တဲ့ဟာတွေအနေငယ်ဂယူးဆိုင်ဖို့လိုပါတယ်တဲ့အိမ်အောင်ဖက်နဲ့လည်းမကြာခဏတစ်ချက်လေးဖြစ်နေရတတ်တယ်နော်စိတ်ဖိစီးမှုအနေငယ်များတတ်တယ်ရတာရင်းနဲ့ပတ်သက်လာရင်တော့ကံကောင်းတဲ့အချိန်ကာလဖြစ်နေတတ်တယ်မရတော့ဦးထင်ထားတဲ့ငွေကြီးကိစ္စတွေကိုကြိုးစားနေတဲ့မြေကိစ္စအိမ်ကိစ္စတွေရှိရင်အကျိုးပေးတတ်တယ်အိုးတဲ့အိမ်သစ်ဆောက်ရခြင်းရှိပါတယ်ရှင်နော်အင်္ဂါလေးအဲ့တော့ကိုယ့်ရဲ့အစွမ်းအစဖြစ်တာပို့ပြီးတော့အောင်မြင်တတ်တယ်ကိုယ့်ရဲ့အစွမ်းအစတွေမှာကိုယ်ကဒါလုပ်ချင်တယ်ဒါကြိုက်ကြည့်တယ်ဆိုကိုယ့်ရဲ့အကြံစီကိုယ့်ရဲ့အစွမ်းအစကိုယ့်ရဲ့လုံးလားနဲ့ပို့ပြီးတော့ကြိုးစားအောင်မြင်မှုတွေကြုံတွေ့ရတတ်ပါတယ်အဲ့တော့ဒီတလကာလအတွင်းမှာကဘာဖြစ်တယ်လဲဆိုခုနကဆုံးဖြတ်ချက်မချနိုင်တဲ့ကိစ္စရပ်တွေကြောင့်တခုခုလုပ်မယ်ဆိုရင်စိတ်ထဲမှာမတင်မကြဖြစ်နေပြီးတော့မှလုပ်ငန်းတွေမှာလည်းတူတူတန်းလန်းဟိုကလုပ်လဲတူတူတန်းလန်းဒီကလုပ်လဲတူတူတန်းလန်းနေဖြစ်နေရတတ်တယ်အဲ့တော့ဒီတက်ရဒီအချိန်ကာလမျိုးဒီတလတာကာလအတွင်းမှာတဲတော့ကတ်အရာဆိုလို့ရှိရင်ကိုကလောက်ကကြံစီစားတဲ့အလုပ်တွေမှာဆုံးဖြတ်ချက်ချပါတေချာလုပ်ပါစိတ်ကိုပြောအောင်ထားပါနော်အဓိဋ္ဌာန်တစ်ခုဝင်နေတာဆိုရင်လည်းအဓိဋ္ဌာန်ပေါ့ပပလေးကိုပဲဝင်ပါအလေးကြီးတွေမလုပ်ပါနဲ့အထူးကြီးတွေမလုပ်ပါနဲ့နော်အဲ့တော့ဒီတလားတာကာလအတွင်းမှာမိမိတို့ရဲ့ကန်ဆာတာတွေကောင်းစေဖို့အတွက်ဆိုလို့ရှိရင်တဲ့အဖြူရောင်ပန်းများများအိမ်ဖျားမှာလုပ်ပါမုံလုံးရေပေါ့ငွေကြေးနဲ့ပတ်သက်ပြီးတော့မြုပ်နေတာတို့ငွေမပေါ်တာတို့လုပ်ငန်းထက်ချက်ဖို့လုပ်နေတာတွေအဆင်ပြေဆိုရင်အိမ်ဖျားမှာမုံလုံးရေပေါ့17လုံးလူပေးပါနော်အဲ့ဒါလေးကိုလုပ်ပေးပါနော်အဲ့တော့မိမိရဲ့မွေးနံတောင်းအားဖျားမှာလည်းရေတက်ပယ်ပေးပါတဲ့ရေလူအေးချမ်းပါစေမိလောက်ကများလေးအေးချမ်းနဲ့အဆင်ပြေအောင်မြင်ဖို့အတွက်ဆူတောင်းပေးပါဒီရတရားလေးလုပ်အောင်ပါပဲ lucky number အနေနဲ့က32ခွန်နေကျုပ်ပေးပြီးတော့ကာလာအနေနဲ့ကအဖြူရောင်အညိုရောင်အဝါရောင်လေးအကျိုးပေးပါတယ်ရှင်ကဲအင်္ဂါသားများအားလုံးပဲကံကောင်းကြပါစေ